ငါးဖမ်းဘရင်ကမြေပုံကိုထောက်ပြီးငကားပင်လယ်အော်ကိုတွားဖို့နောက်နေ့မှတင်သင်္ဘောလွှင့်တော့မယ်လို့ကြေညာလိုက်ပါတယ်ဒီခီးစဉ်ဟာရက်တပတ်တော်ကြာမြင့်မှာဖြစ်လို့အားလုံးကိုစိတ်ပိုင်းဆိုင်ရာအသင့်ပြင်ထားဖို့တတိပေးလိုက်တာပါဒါပေမဲ့အဖွဲ့ဝင်တယောက်ကတော့စိုးရိမ်တကြီးနဲ့ကန့်ကွက်လာပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီငကားပင်လယ်အော်ဆိုတာကန်ယိုရန်ရဲ့ဘာမြူတာတွီကန်လို့တင်စားရလောက်အောင်တိုင်းလေထံပြီးဆက်သွယ်ရေးလိုင်းလုံးဝမရတဲ့အနေအများလာတဲ့နေရာတစ်ခုမို့လို့ပါဒါကိုငါးဖမ်းဘရင်ကသူဟာလွန်ခဲ့တဲ့အနှစ်20ကတည်းကဒီစီစဉ်ကိုဆွဲထားတာဖြစ်ပြီးလမ်းကြောင်းကိုလည်းအချိန်ချင်းလေ့လာထားပြီးပြီလို့ယုံကြည်ချက်အပြည့်နဲ့ပြန်ပြောပြခဲ့ပါတယ်သူ့ရဲ့သတင်းအချက်လက်တွေအရဒီပင်လယ်အော်မှာနှစ်စဉ်နှစ်ပတ်ခန့်ကြာမြင့်တဲ့ဘေးကင်းဆောင်ရာတည်ရှိတတ်ပြီးအဲ့ဒီအချိန်မှာအနေနဲ့ပါယုံတင်မကပဲငါးအုပ်ကြီးတွေပါအလုံးရင်းနဲ့ပြန်လာတတ်တာမို့ပိုက်တစ်ချက်ချလိုက်ရုံနဲ့အကြီးကျယ်စီးပွားဖြစ်မဲ့အခွင့်အရေးကြီးပဲဖြစ်ပါတယ်ဒီစကားကြောင့်ဘေးကလူငယ်လေးလဲမနှက်ဖြန်ဟာအဲ့ဒီဘေးကင်းဆောင်ရာတည်ပဲလားဆိုပြီးအံ့အားသင့်သွားရပါတော့တယ်အစီအစဉ်တွေအားလုံးအဆင်ပြေသွားပြီးနောက်ငါးဖမ်းဘရင်အပြင်ထွက်လာတဲ့အချိန်မှာတော့ရွာသားတွေဟာလက်ဆောင်ပစ္စည်းတွေအပြည့်နဲ့သူ့အိမ်ရှိမှာစောင့်ဆိုင်နေကြတာကိုတွေ့လိုက်ရပါတယ်ရွာသားတယောက်ကသူ့သားဟာအကြောင်းပြီးပေမဲ့အလုံးမရသေးလို့တင်းမောပေါ်မှာကုန်းပတ်လုပ်သားဖြစ်လိုက်ပါခွင့်ပေးဖို့မျက်ရည်ဝဲလဲနဲ့တောင်းပန်လာပါတယ်နောက်ထပ်ရွာသားတွေကလည်းသူတို့ဟာအရင်ကငါးဖမ်းဘရင်အပေါ်မကောင်းပြောခဲ့ဘူးပေမဲ့အခုတော့သူ့ရဲ့ပင်လယ်တိပညာနဲ့စွမ်းဆောင်ရည်တွေကိုလုံးဝအတိအမှတ်ပြုပြီးကြီးညိုသွားကြတာကြောင့်အလုပ်ကျွေးပြုခွင့်ပေးဖို့တောင်းဆိုကြပါတယ်ငါးဖမ်းဘရင်ကလည်းအတိတ်ကကိစ္စတွေကိုစိတ်ထဲမထားပဲသူ့ရဲ့ပညာတွေဟာလည်းလူကြီးတွေစီကရခဲ့တာဖြစ်လို့ပင်လယ်ကိုအမိပြုနေထိုင်ကြတဲ့ရွာသားချင်းချင်းပညာတွေလက်ဆင့်ကမ်းပြီးအတူတူချမ်းသာကြဖို့သဘောထားကြီးစွာနဲ့ပြောလိုက်ပါတယ်နောက်တနေ့မှာတော့အလွန်ခမ်းနားလာတဲ့အဖြူရောင်ငါးဖမ်းသင်္ဘောကြီးဟာပင်လယ်ပြင်ထဲကိုစတင်ထွက်ခွာလာခဲ့ပါပြီအမြဲတမ်းလေရင်ပြန်ဒါမှမဟုတ်အပျော်စီးသင်္ဘောကြီးတွေပဲစီးလက်ရှိတဲ့ဥက္ကဋ္ဌနဲ့လက်ထောက်ဖြစ်သူဟာလည်းဒီတစ်ချိန်မှာတော့ထူးထူးခြားခြားငါးဖမ်းသင်္ဘောပေါ်ကိုလိုက်ပါလာခဲ့ကြတာပါသူတို့ဟာပထမဆုံးအကြိမ်ငါးဖမ်းရမယ့်အတွေ့အကြုံအတွက်အလွန်စိတ်လှုပ်ရှားနေကြပါတယ်ဒါကိုငါးဖမ်းဘရင်ကခီးစဉ်ဟာနှစ်ပတ်လောက်ကြာမှဖြစ်ပြီးငိုယိုပြီးပြန်ကျင်းနေဆိုရင်တော့လက်ပြန်ပေးမှာမဟုတ်ဘူးလို့စနောက်ပြီးတတိပေးလိုက်ပါတယ်ဒါပေမဲ့တတိမကြီးကတော့ဂယုမဆိုင်ပဲငါးဖမ်းဘရင်ရဲ့အရှိန်အဝါကိုမြင်တွေ့ရလို့ဝမ်းသာနေပြီးဒီငါးဖမ်းခီးစဉ်သာအောင်မြင်သွားရင်ငါးဖမ်းဘရင်ရဲ့မန်နေဂျာလုပ်ပေးမယ်ဆိုပြီးကင်မရာလေးနဲ့မှတ်တမ်းတင်နေတော့လည်းမလို့ဖြစ်သွားတာနဲ့ငါးဖမ်းဘရင်ကပုတ်ပက်ထားလိုက်ပါတယ်ဒီလိုရုတ်တရက်စုံစည်းသွားပြီးအကြည့်ချင်းစုံကကြောင်အန်းဖြစ်နေတဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီးဘေးကလက်ထောက်မလေးကလူကြီးတွေရဲ့အချစ်ဇလန်လေးကတကယ်ကိုအားကျစရာကြည့်လို့ကောင်းလိုက်တာဆိုပြီးသဘောကျတကြီးနဲ့အားရပါရဆနောက်အားပေးနေပါတယ်ဒါပေမဲ့ဇလန်ရဲ့အလှည့်ပြောင်းကတော့အခြားတနေရာမှာပါမြို့ပြရဲ့တားဖားနှစ်ယောက်ဟာအကျွေးတွေပက်လဲဝိုင်းပြီးဒုက္ခရောက်နေကြတာပါသမီးဖြစ်သူကနေတိုင်းခောက်ဆွဲ6ပဲစားနေရလို့ယူတော့မယ်ဆိုပြီးသူ့အဖေရဲ့အငိမ့်စားပင်စင်လာစာတွေကိုထုတ်သုံးဖို့အော်ဟစ်ပူစားနေပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူကတော့သူ့ရဲ့ဘဏ်အကောင့်တွေအားလုံးအကျွေးတွေကြောင့်အပိတ်ခံထားရလို့ဘာမှလုပ်လို့မရတော့ကြောင်းစိတ်ပြက်လက်ပြက်နဲ့ခေါင်းငုံခံနေုံကလွဲလို့ဘာမှမတက်နိုင်ရှာပါဘူးအဲ့ဒီအချိန်မှာပဲဂျေဆင်ကအစားတောက်ပို့တဲ့အလုပ်ကနေပြင်ပန်းတွန်းနေစွာနဲ့အိမ်ပြန်ရောက်လာပါတယ်သူကဒီပါဆယ်ပို့တဲ့အလုပ်ဟာတကယ်ကိုငရဲကြတယ်လို့ပဲလို့ညီးတွားရှာပါတယ်အော်ဒါတစ်ခုပို့ရင်ပြားခဏလောက်ပဲရပြီးနည်းနည်းလေးနောက်ကျတာနဲ့ရသမျှပတ်စံကုန်အဖြတ်ခံရလို့3ရက်ပတ်လုံးအလုပ်လုပ်တာတပြားမှမရတဲ့အပြင်စိုက်တောင်တော့လိုက်ရတယ်လို့ရင်ဖွင့်လာပါတယ်ဒါကိုဇနီးဖြစ်သူကအားပေးရမယ့်အစားတခြားလူတွေ3နှစ်အတွင်းတင်းချီရှာနေချိန်မှာရှင်ကတော့3ရက်နေလို့တရားတောင်မရဘူးတကယ်ကိုအသုံးမကျတဲ့လူရွက်ဆိုပြီးနှိမ်ချဆဲဆိုပါတော့တယ်သူတို့မိသားစုစကားများနေကြတော့မှပဲစကားပွင့်လာပြီးတရားရုံးနဲ့ဘဏ်ကအရာရှိတွေရောက်ရှိလာပါတယ်သူတို့ရဲ့အိမ်ဟာဗန်သိမ်းခံလိုက်ရပြီဖြစ်လို့အခုချက်ချင်းပစ္စည်းတွေတင်ပြီးဖယ်ပေးဖို့မဖယ်ပေးရင်ဥပဒေအရအရေးယူတော့မယ်လို့အမိန့်ထုတ်ပြန်လိုက်တဲ့အခါမှာတော့ဂျေဆင်တို့မိသားစုဟာအိမ်ချီယာမဲ့ဖြစ်သွားပြီးမတက်နိုင်တော့တဲ့အစုံငါအဖေအိမ်ကိုတွားကြစို့တရားမယ်ဆိုရင်တော့သူ့ရဲ့ဆိုင်ရင်ကြီးထဲမှာပဲတင်မယ်လို့ပြတ်သားတဲ့လေတံနဲ့ပြောလိုက်ပါတယ်ငါးဖမ်းဘရင်ရဲ့ကြီးမားခမ်းနားလာတဲ့ဘီလာဆိုင်ရင်ကြီးကိုရောက်သွားတဲ့အခါမှာတော့ဂျေဆင်ဟာဆိုင်ရင်ရဲ့အိတ်ခမ်းအိယာတွေအဝတ်အစားဘီရိုတွေနဲ့အဆွဲတွေကိုတုံလုံးချောက်ချစွာနဲ့ကမှုရှုထိုးရှာဖွေနေခဲ့ပါတယ်အိယာအောက်ကနေလေးလံလာတဲ့တံမဏိတစ်တာတစ်လုံးကိုဆွဲထုတ်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ဇနီးတွေကမျက်လုံးဝိုင်းလေးတွေနဲ့ဒီထဲမှာတကယ်ရနာတွေပစ္စည်းကောင်းတွေရှိနေမှာအသေးချပဲလို့လောဘစိတ်တွေနဲ့ရေးရွတ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ပင်လယ်ပြင်ထက်မှာခီးနေတဲ့ငါးဖမ်းသင်္ဘောကြီးတစ်စီးပေါ်မှာတော့ဝစ်စုံပြည့်စုံနဲ့တက်ကြွနေတဲ့ငါးဖမ်းဘရင်ရဲ့အဖွဲသားတွေရှိနေကြပါတယ်ငါးဖမ်းဘရင်ကညီကိုတို့ဒီနဂါးကွေကိုတိုးမလာဖြစ်တာဆယ်စုနှစ်ချီကြာခဲ့ပြီးလှိုင်းတပိုးတွေကိုဖျက်ကျော်ပြီးစူးစမ်းခဲ့ရတာအားလုံးပဲပင်ပန်းသွားကြပြီးအခုကတော့ငါတို့ရဲ့ရလက်ကိုကြည့်ရမယ့်အချိန်ပဲရှောင်းပိုက်ကိုဆွဲတင်လိုက်စမ်းလို့အားတက်တရောအမိတ်ပေးလိုက်တဲ့အခါမှာတော့တင်မောသားအားလုံးကအောင်ပွဲခံတယ်လို့လက်တီးလက်မောင်းတန်းပြီးကြွေးကြော်လိုက်ကြပါတယ်ကြည်လင်နေတဲ့ရေအောက်ထဲကနေဆွဲတင်လိုက်တဲ့ငါဖမ်းပိုက်ကြီးထဲမှာတော့ကြီးမားလာတဲ့တူနာငါကြီးတွေအစုလိုက်အပြုံလိုက်ပါလာခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့လူငယ်ကဟာဒါဘာငါးတွေလဲပြလို့အံ့ဩတုန်လှုပ်စွာမေးမြန်းလိုက်တဲ့အခါဘေးနာကမိန်းကလေးကဒါအတောင်ပြတူနာငါးတွေလေဒီလောက်အကောင်ကြီးတာတကောင်လဲတင်ရွမ်တောင်းချီမြန်မာငွေ300ချီတန်တယ်လို့ရှင်းပြလိုက်ပါတယ်တကောင်ကိုဒီလောက်အဖိုးတန်မှန်တိလိုက်ရတဲ့တင်မောသားတွေဟာဝမ်းသာအားရဖြစ်ပြီးဒါဆိုရင်မြန်အရှင်မွေးတဲ့ရေကန်ထဲကိုထည့်ချဆိုလို့ဘလောတကြီးလှုပ်ဆောင်ဖို့ပြင်ကြပါတော့တယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲငါဖမ်းဘရင်ကမလုံနဲ့ရေကန်ထဲထည့်လို့မရဘူးလို့တားမြစ်လိုက်ပါတယ်တူနာငါးတွေဟာအသက်ရှူဖို့အတွက်အမြန်နှုန်းနဲ့အမြဲကုခတ်နေရတာကြောင့်အကန့်အသတ်ရှိတဲ့ရေကန်ထဲမှာတည်ဆုံသွားနိုင်ပြီးငါးအသားရေသွေးကြကဈေးပေါပေါနဲ့ပဲရောင်းရလိမ့်မယ်လို့တတိပေးလိုက်ပါတယ်ထို့အချိန်မှာပဲဥက္ကဋ္ဌကျန်းကကင်မရာတစ်လုံးနဲ့တိုက်ရိုက် live လွှင့်ရင်းဒီငါးတွေကိုချက်ချင်းသက်သွေးထုတ်ပြီးမှအေးခန်းထဲထည့်ရမယ်ဒါကအတွေ့အကြုံရှိတဲ့ကျွမ်းကျင်ပညာရှင်တွေပဲလုပ်နိုင်တာလို့တည်ငြိမ်တဲ့လေတံနဲ့ပြောကြားနေပါတယ်ဖမ်းမိထားတဲ့တူနာငါးကိုဂရင်းဘော်ကချပြီးငါးဖမ်းဘရင်ကတော့အချိန်ဆိုင်မနေပဲအတွေ့အကြုံရင်းချက်သူပြီးထက်မြက်တဲ့တံမဏိချုံကိုကင်ဆွဲပြီးတူနာငါးကြီးကိုတစ်ချက်ထဲနဲ့အမိရထိုးဆိုင်လိုက်ပါတယ်ငါးဖမ်းဘရင်ဟာထက်မြက်လာတဲ့ဓာတ်ထက်ကိုအသုံးပြုပြီးတူနာငါးကြီးရဲ့ကိုယ်ထဲကိုကျွမ်းကျင်စွာနဲ့လှိဖြတ်နေပါတယ်ဘေးနာကနေဗီဒီယိုရိုက်ကူးနေတဲ့ဥက္ကဋ္ဌကျန်းကလည်းဒီလောက်ကြီးမားတဲ့တူနာငါးကောင်လုံးကိုပြင်ဆင်ဖို့မိနစ်ဝက်တောင်မကြာဘူးဒါဟာ professional သမားတွေထက်တောင်နှစ်ဆပိုမြန်နေဆိုပြီးသူ့ရဲ့ပြန်ဘက်ကင်းတဲ့ကျွမ်းကျင်မှုကိုအမကန်ချီးကျူးနေခဲ့ပါတယ်ငါးဖမ်းဘရင်ကတွေးထုတ်ခြင်းကိုဆက်လက်လုပ်ဆောင်ရင်ငါတွေးထုတ်လိုက်မယ်ထောက်
မင်းလူငယ်တချို့ခေါ်ပြီးပါဟတ်တွေနဲ့ကလီစာတွေကိုအမြန်ဆုံးထုတ်ပစ်လိုက်အချိန်ကအရေးကြီးတယ်ဟိုင်ဆန်မင်းဒုတိယမြောက်ပိုက်ကုံကိုဆက်ပြီးဆွဲတင်လိုက်တော့အားလုံးပဲမြန်မြန်လှုပ်ရှားကြစမ်းလို့အမိန်ပေးလိုက်ပါတယ်ငါးဖမ်းဘရင်ရဲ့အမခန်ကျွမ်းကျင်မှုတွေကိုကင်မရာနဲ့တစိုက်မမတ်ရိုက်ကူးနေတဲ့ဥက္ကရာချမ်းကတော့ဝမ်းသာအားရနဲ့ဒီဗီဒီယိုသာလူမှုကွန်ရက်ပေါ်တင်လိုက်လို့ကတော့ FYP ပေါ်ရောက်မှာအသေးချပဲလို့ယုံကြည်ချက်အပြည့်နဲ့ရေးရွတ်လိုက်ပါတော့တယ်ပင်လယ်ပြင်ထက်မှာခရီးနှင်ခဲ့တာ25ရက်မြောက်နေ့ကိုရောက်ရှိလာတဲ့အခါမှာတော့တင်မောသားတဦးကခေါင်းဆောင်ကြီးတို့ရဲ့ငါးရှင်မွေးတဲ့ကန်လေးကန်လုံးပြည့်ရှံသွားပါပြီအေးခန်းတွေတာမကရေခဲတက်တာတွေထဲမှာပါငါးတွေပြည့်ဖြစ်နေလို့နောက်ထပ်ဘလို့မှစမ်းတော့မှာမဟုတ်ပါဘူးလို့အလောတကြီးလာရောက်တဲ့တင်ပို့ပါတော့တယ်ထိုတဲ့ကိုကြားလိုက်ရတဲ့ငါးဖမ်းဘရင်ဟာအားရပါရပြုံးလိုက်ပြီးကောင်းပြီးမြေကိုတို့ဒါဆိုရင်တို့တွေစိတ်ကန်းကိုပြန်ဖို့ပြင်ကြတော့လို့အောင်ပွဲခံတဲ့လေတံနဲ့အမိတ်ပေးလိုက်တဲ့အခါတင်မောသားအလုံးကပျော်ရွှင်စွာနဲ့လက်သီးလက်မောင်းတန်းအော်ဟစ်ခဲ့ကြပါတယ်တင်မောကြီးစိတ်ကန်းကိုစိုက်ကပ်လိုက်တဲ့အချိန်မှာတော့ကန်းချီမှာကင်မရာတွေမိုက်ခရိုဖုန်းတွေနဲ့စောင့်ကြိုနေတဲ့သတင်းထောက်အုပ်စုကြီးကိုမြင်ပြီးငါးဖမ်းဘရင်တယောက်အံ့ဩသွားခဲ့ပါတယ်ဒါဟာဥက္ကရာချမ်းရဲ့ကြိုတင်စီစဉ်မှုဖြစ်ပြီးသူကဒါကကျွန်မစီစဉ်ထားတာပါမီဒီယာတွေရဲ့အရှိန်အဝါကိုအသုံးချပြီးငါးဖမ်းဘရင်ဆိုတဲ့နာမည်ကိုလူသိများအောင်လုပ်မှာပါဒါမှတရွာလုံးရဲ့ကုန်ထုတ်လုပ်မှုကိုမြင့်တင်နိုင်မှာရှင်ကလူငယ်နှဲငယ်ကိုပဲဥဆောင်နိုင်ပေမဲ့အင်တာနက်ကိုအသုံးချရင်တော့တရွာလုံးရဲ့စီးပွားရေးကိုပါတိုးတက်အောင်ဆွဲတင်ပေးနိုင်လိမ့်မယ်လို့အနာဂတ်အတွက်ကြီးမားတဲ့ဗျူဟာကိုယုံကြည်ချက်အပြည့်နဲ့ရှင်းပြလိုက်ပါတော့တယ်